မင်္ဂလာပါဒီတစ်ခါတော့ကမ္ဘာမြေပုံပေါ်ကနေနိုင်ငံသစ်တည်ထောင်မှုစူးစမ်းနေတဲ့နိုင်ငံသစ်၃ခုကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1 South Sudan 2017ဇူလိုင်9ရက်နေ့မှာဆူဒန်နိုင်ငံကနေခွဲထွက်ပြီးတော့လွတ်လပ်ရေးရရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်အဲ့ဒီနေ့ကလေးကကမ္ဘာပေါ်မှာအသစ်ဆုံးနိုင်ငံအဖြစ်အသိအမှတ်ပြုခံခဲ့ရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်သူကတော့အာဖရိကတိုင်းအရှေ့ပိုင်းမှာရှိပြီးဆူဒန်၊အီသီယိုးပီးယား၊ယူဂန်ဒါ၊ကင်ညာ၊ဒန်မတ်၊တန်ဇန်နီးယားတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်နံပါတ်2ပါလက်စတိုင်းကတော့သမ္မတမရှိဘူးလွတ်လပ်ခွင့်မရှိဘူးနယ်နိမိတ်မရှိဘူးပါလက်စတိုင်းမှာတော့ဂျူးခရစ်ယာန်မွတ်စလင်လူမျိုးစု၃ခုစုပေါင်းနေထိုင်တဲ့နေပြည်ဖြစ်ပါတယ်ပါလက်စတိုင်းကလွတ်လပ်ရေးကိုတောင်းဆိုနေတဲ့နိုင်ငံဖြစ်ပါတယ်ပုဂ္ဂလိကဖွဲ့စည်းများနဲ့ UN တိုက်တွန်းမှုများရှိသွားတယ်တရားဝင်နိုင်ငံဖြစ်ဖွဲ့စည်းအားလုံးအတိအမှတ်မပြုသေးတဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်နံပါတ်3ဆိုမာလီနိုင်ငံဆိုမာလီယာတော့အာဖရိကအရှေ့ဘက်အနီးမှာရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်မြောက်ဘက်မှာအာဒင်ပင်လယ်နဲ့အရှေ့ဘက်မှာအိန္ဒိယသမုဒ္ဒရာနဲ့ထိစပ်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်လူမျိုးအများစုကဆိုမာလီလူမျိုးတွေဖြစ်ပြီးတော့အစ္စလာမ်ဘာသာကိုးကွယ်ကြပါတယ်ခုကျွန်တော်တင်ဆက်သွားတာကတော့ကမ္ဘာပေါ်မှာနောက်ဆိုရင်တိုးလာမယ့်နိုင်ငံတွေ၃နိုင်ငံကိုတင်ပြပေးသွားပါဖြစ်ပါတယ်။ South Sudan နံပါတ်1 Palestine နံပါတ်2နံပါတ်3ကတော့ဆိုမာလီနိုင်ငံသူတို့ကတော့နောက်ဆိုရင်ကမ္ဘာပေါ်မှာတိုးလာနိုင်မယ့်နိုင်ငံ၃ခုဖြစ်ပါတယ်။ကြိုက်တယ်ဆိုရင်ဗီဒီယိုလေးကို like and subscribe လေးလုပ်ပြီးတော့ကြပါနော်။